အားလုံးပဲမင်္ဂလာပါဗီဒီယိုရှေ့ကိုထွက်လာဖို့အတွက်ကြောက်စိတ်တွေဝင်နေကြတုံးပဲဆိုတဲ့ပြဿနာတွေအခုချိန်ထိရှိနေကြဆဲပဲဖြစ်ပါတယ်အရင်တော့ကဆိုလို့ရှိရင်တော့မိစင်ကဒီကင်မရာရှေ့ကိုထွက်လာဖို့အတွက်ကိုယ့်ရဲ့ကြောက်စိတ်ကိုဘယ်လိုမျိုးကျော်လွှားရမလဲဘယ်လိုမျိုးဖြတ်တန်းရမလဲဆိုတဲ့ဗီဒီယိုတွေကိုမိစင်ဖန်တီးထားပြီးခဲ့တယ်ပေါ့နော်ဒီနေ့ဗီဒီယိုမှာတော့မိစင်ကကိုဟာဒီကင်မရာရှေ့ကိုထွက်လာဖို့အတွက်ဘာကြောင့်မလို့ကြောက်တာလဲဆိုတော့ကိုယ့်ရဲ့ကြောက်စိတ်လေးအကြောင်းအရင်းကိုပြန်ပြီးတော့မှရှာဖွေစီခြင်းနဲ့ပေါ့နော်ဒီရဲ့အကြောင်းရင်းကိုမိစင်တို့တွေသိတဲ့အခါမှာပဲဒီကင်မရာရှေ့ကိုဟာထွက်လာတဲ့အခါမှာဆိုလို့ရှိရင်ရေရေဝုန်းဝုန်းနဲ့ထွက်လာနိုင်ပြီးတော့မှစကားပြောရတဲ့အခါမှာလည်းအဆင်ပြေပြေလေးနဲ့ချောချောမွေ့မွေ့ဖြစ်နေစီမှာပဲဖြစ်ပါတယ်အဲ့တော့မိစင်တို့တွေကကင်မရာရှေ့ကိုထွက်လာဖို့အတွက်ကြောက်တယ်ဆိုတဲ့အခါမှာဘလို့အရာမျိုးကိုကြောက်တာလဲဥပမာသူများတွေဝေဖန်မှာကိုကြောက်တာလားနောက်ဒုတိယချက်ကကြတော့ကိုယ့်ရဲ့ဒီရုပ်ရည်အတွင်ပြင်အနေထားအဆင်မပြေမှာကိုကြောက်တာလားဒါမှမဟုတ်ကိုယ့်ရဲ့အတန်အနေထားကိုကကြောက်တာလားဘလို့အကြောင်းအရာတွေကကိုဒီကင်မရာရှေ့ထွက်လာဖို့အတွက်ကြောက်စိတ်ဖြစ်ပေါ်စေရလဲဆိုတော့အကြောင်းရင်းကိုတခြားလေးတီးဖို့ရှာဖွေဖို့လိုအပ်ပါတယ်အဲ့လိုတီးမှပဲမိစင်တို့တွေကဗီဒီယိုတွေရိုက်တဲ့အခါမှာဆိုလို့ရှိရင်ကင်မရာရှေ့ထွက်လာဖို့အတွက်ပေါ့ပလေးဖြစ်နေစီမှာပဲဖြစ်တယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့ဒီကြောက်စိတ်တွေကိုမသိဘဲနဲ့ဗီဒီယိုနဲ့ပဲပေါ့နော်ဒီကင်မရာရှေ့မှာထပ်ခါလေ့ကျင့်မယ်ဗီဒီယိုတွေကိုရိုက်မယ်ဒီလိုနဲ့ပဲအချိန်တွေကုန်ဆုံးသွားတာပဲဖြစ်သွားစေနိုင်ပါတယ်ဒါကြောင့်ဒီဗီဒီယိုကနေပြီးတော့မှကင်မရာရှေ့ကိုထွက်လာဖို့အတွက်ကိုဘယ်အရာတွေကကြောက်စိတ်ဖြစ်စေတာလဲဆိုတဲ့အကြောင်းအရာလေးကိုရှာဖွေစေချင်ပါတယ်ဖုန်းနဲ့ဓာတ်ပုံတဲ့ဗီဒီယိုတွေကိုဘယ်လိုမျိုးအလွယ်တကူသိဖြတ်ရမလဲဆိုတာကိုမျှဝေပေးနေတဲ့မိစင်ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်